ဒီတစ်ခါမှာတော့ကျွန်တော်က AI နဲ့တချင်းတစ်ပုတ်ဘယ်လိုဖန်တီးရမလဲဆိုတာကိုကျွန်တော်လုပ်ပြသွားမှာပဲဖြစ်ပါတယ်အရင်ဦးဆုံးတချင်းစာသားထုတ်ဖို့အတွက် DeepSeek AI ကိုကျွန်တော်သုံးပြသွားမှာပဲဖြစ်ပါတယ်တချင်းရဲ့ခေါင်းစဉ်ကိုတော့တတိရတဲ့အကြောင်းဆိုပြီးလိုအပ်တဲ့တချင်းစတိုင်အမျိုးအစားကိုတချင်းရဲ့ link ထုံခိုင်းပါမယ်ဒါဆိုရင်တချင်းစာသားရလာပါပြီတချင်းစာသားတွေရလာပြီဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ Chrome ဆိုတဲ့နေရာတဲကိုတစ်ချက်ဝင်တော့ပေးပါဒီအပေါ်မှာ Suno AI ဆိုပြီးရိုက်ရှာလိုက်ဖုန်းကစာကြောင်းကိုနှိပ်ပေးပါဒီမှာကိုယ့်ရဲ့ Gmail အကောင့်ထည့်ပေးရပါမယ်ဒီတစ်ခုကိုနှိပ်ပြီး custom ဆိုတဲ့နေရာကိုဖွင့်ထားပေးပါခုနက DeepSeek မှာထုတ်ထားခိုင်းတဲ့တချင်းစာသားကို copy ယူပြီးတော့ဒီနေရာမှာလာချပေးပြီးရင်ဒီနေရာကိုတစ်ချက်နှိပ်ခဏတော့စောင့်ပေးရပါမယ်ဒီမှာသူကတချင်းတစ်ပုတ်ထုတ်ပေးနေပါပြီကျွန်တော်တို့နားထောင်ကြည့်ကြည့်ရအောင်난이 삶이 뒤집어래 가면은 camera tinted 별 예일링 앞에 미미래 폰에 my flame tied double hungry Jimmy Dine alone 나가 발로리 라우나야 날래 နောက်တစ်ပုတ်နားထောင်ကြည့်မယ် 난이 삶을 켰더래 가면은 camera tinted 별 예일링 앞에 미미래 폰에 ဒီလိုမျိုးနဲ့သချင်းတွေကို AI နဲ့ထုတ်ခိုင်းလို့ရပါတယ်ဒီဗီဒီယိုဟာတကယ်ချင်းတို့အတွက်အကျိုးရှိမယ်ဆိုရင်တယောက်တစ်ခု share တော့ပေးပါ